အားလုံးပဲမင်္ဂလာပါ Define Key Wiki Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ကတော့ SQL ဆိုတာပါလဲ database ဆိုတာပါလဲအကြမ်းမြင်ပေါ့နော်ကျွန်တော်တို့အကြမ်းမြင်သိသွားပါလိမ့်မယ်အဲဒီတော့ database အကြောင်းမပြောခင်မှာ data ဆိုတာပါလဲဆိုတာသိထားသင့်ပါတယ်ကျွန်တော်တို့ဥပမာလေးနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုနံပါတ်စိမ်းတစ်ခုဖုန်းခေါ်လာတယ်ပေါ့နော်အဲဒီနံပါတ်ကိုဘာမှမမှတ်ရသေးတဲ့အတွက်အဲဒီနံပါတ်က raw data လို့သတ်မှတ်လို့ရတယ်ပေါ့နော်တကယ်တော့အချက်လက်အကြမ်းပေါ့နော်ဘာမှမမှတ်ရသေးတဲ့အတွက် raw data လို့သတ်မှတ်လို့ရတယ်နောက် database ဆိုတာဘာလဲအဲဒီကျွန်တော်တို့ဝင်လာတဲ့ခုနကဖုန်းနံပါတ်ကိုကျွန်တော်တို့တကယ်ချင်းဆိုရင်ဥပမာ Kiki ကဖုန်းဆက်လာတယ်ဆိုရင် Kiki ကိုနာမည်မှတ်လိုက်မယ်ဖုန်းနံပါတ်ရှိမယ်နောက်ကျွန်တော်တို့ဖုန်းထဲမှာသူ့ရဲ့ဓာတ်ပုံရှိရဆိုရင်သူ့ရဲ့ဓာတ်ပုံလေးကိုsave ထားလိုက်မယ်ဆိုရင်အဲ့ဒါက database တစ်ခုဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒါကိုဘယ်လိုပြောလို့ရမလဲဆိုရင်ဖုန်းလေးက contact application က database တစ်ခုရဲ့ဥပမာအနေနဲ့ပြောလို့ရတယ်ပေါ့ database အကြောင်းကိုပြောမယ်ဆိုလို့ရှိရင် Excel ရှိလိုမျိုးပဲစဉ်းစားပြီးပါrow တွေပါမယ် column တွေပါမယ်ဒီ slide မှာပြထားတာဆိုလို့ရှိရင်ဒီမှာဒါဥပမာအနေနဲ့ပြထားတာပေါ့နော် ID ပါမယ် ID ပါမယ် name ပါမယ် phone number ပါမယ် photo ပါမယ်ပေါ့နော်အဲ့ဒါလေးကိုမှတ်ထားပြီးပါနောက်တစ်ခုကအဲ့ဒီတော့ SQL ဆိုတာဘာလဲပေါ့နော် SQL ဆိုတာဘာလဲပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာခုနကပြောသွားရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဖုန်းနံပါတ်1000ရှိရဆိုပါစို့အဲ့ဒီ1000နေရာမှာမောင်မောင်ကိုတစ်စက္ကန့်အတွင်းရှာခြင်းနဲ့အဲ့လိုတစ်စက္ကန့်အတွင်းရှာနိုင်ဖို့ကိုဘယ်သူကကူညီပေးလဲဆိုတော့ SQL ကကူညီပေးတယ်SQL ဆိုတာ database တွေက data တွေကိုရှာဖွေလို့ရတယ်ပြင်လို့ရတယ်ပုံစံပြောင်းပြလို့ရတယ်အဲ့ဒါကြီးလုပ်ဖို့အတွက် SQL ကို language တစ်ခုအနေနဲ့သုံးတယ်ပေါ့နော်အဲ့ဒီတော့ဒီ slide မှာပြထားတာကတော့ဒီ slide မှာပြထားတာတော့ကျွန်တော်တို့ syntax ဥပမာလေးပေါ့နော်အဲ့ဒီတော့ SQL ဆိုတာအချင်းချုပ်ပြောရမယ်ဆိုရင် database တွေကိုမေးခွန်းမေးတဲ့ဘာသာစကားပေါ့နော် database တွေကိုမေးခွန်းမေးတဲ့ဘာသာစကားဖြစ်ပါတယ်နောက် RDBMS ပေါ့နော် Relational Database Management System relational database ဆိုတာကဘာလဲဆိုရင်ဆက်စပ်မှုရှိတဲ့ table ပေါင်းများစွာနဲ့တိစောက်ထားတဲ့စနစ်တစ်ခုပေါ့အဲ့ဒီစနစ်အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒီ modern system လောကမှာပေါ့နော် MySQL, SQLite, Oracle စတဲ့ database system တွေရှိရဆိုတာကိုလည်းဘုဟုတုတအနေနဲ့သိထားသင့်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ slide မှာပြောထားတာဆိုလို့ရှိရင် table နှစ်ခုကိုအကြမ်းမြင်ပြထားတယ်table 1မှာ contact table B မှာကတော့ phone ပေါ့နော်အဲ့ဟာတွေအဲ့နှစ်ခုကချိတ်ဆက်နေရပေါ့နော်ဒီဘက်က table A က ID နဲ့ table B က contact ID နဲ့ချိတ်ဆက်နေအဲ့လိုမျိုးဆက်ဆက်နေတဲ့ဟာကိုပြပေးထားတာပါအဲ့ဒီတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားပြီဆိုရင်ကတော့ SQL နဲ့ပတ်သက်ပြီးတော့နားလည်လိုက်တာလေးတစ်ခုခုပေါ့နော်အဲ့ဒါလေးကို comment မှာကျေးဇူးပြုပြီးတော့ရေးခဲ့ပေးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်